အချစ်ရဲ့အိမ်ထောင်ရေးပြိုကွဲပျက်စီးသွားတဲ့အခါမှာလူကအနည်းနဲ့များတော့နာကျင်တတ်ပါတယ်တော့လည်းပဲဒါဟာကျမတို့ရဲ့ဘဝနှီးကုန်းချုပ်လည်းမဟုတ်လို့ဘဝပန်းတိုင်လည်းမဟုတ်ဘူးဘဝအဆုံးတတ်လည်းမဟုတ်ပါဘူးဒီအတွက်ကျမတို့ကိုယ့်ကိုယ်ကိုပြန်လဲရှာဖွေဖို့လိုအပ်ပါတယ်ပြန်လဲရှာဖွေတဲ့အထဲမှာကိုယ်တကယ်ဝါသနာပါတာပါရလေကိုယ့်ရဲ့ရည်ရွယ်ချက်ပန်းတိုင်ဘဝရည်မှန်းချက်ပန်းတိုင်ကပါရလေဆိုတဲ့ဟာကိုတည်တည်ချာချာလိုက်တီးဖို့လိုအပ်ပါတယ်ကိုယ်ဝါသနာပါတဲ့အရာလေးတွေလုပ်မယ်ကိုယ့်ဘဝရည်မှန်းချက်ပန်းတိုင်ကိုအကောင့်ထဲပေါ်မယ်ဒီအတွက်ကိုယ့်ကိုယ်ကိုစိတ်ပိုင်းနဲ့ရုပ်ပိုင်း give ဆိုင်မယ် self care နဲ့ self love ကိုအပြည့်ထားရှိမယ်ဒီလိုနည်းနဲ့ကျမတို့ကိုယ့်ကိုယ်ကိုအဖန်ပြန်လဲမွေးဖွားလာဖို့လိုအပ်ပါတယ်ဒါမှသာလေပြိုကွဲတော့တဲ့အချစ်ရဲ့အိမ်ထောင်ရေးကိုအနိုင်ယူနိုင်တဲ့သူဖြစ်ပါတယ်လို့ပြောကြရင်းနဲ့ဗီဒီယိုလေးကိုနှီးကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်